latest and greater ဖြစ်တဲ့ Xiaomi 70 ထွားနဲ့ယခုချိန်ထိကိုကျင်းနေတုန်းဖြစ်တဲ့ Xiaomi 50 ထွားရဲ့အပြင်ပိုင်းဒီဇိုင်းလေးနဲ့ဈေးနှုန်းလေးကိုပြောပြပေးမယ်ပထမဦးဆုံးကြည့်ရတဲ့သတိထားမိမှာ volume key တွေ power off key တွေပဲဗျတိတိတာကြီးကိုကွဲထွက်သွားတဲ့ဒီဇိုင်းပိုင်းဟာကင်မရာဘန်းဆိုင်မှာလည်း Xiaomi 70 ထွားနည်းနည်းလေးပိုထူသွားတယ်အားရဆုံးကတော့ screen size ကြီးဗျ Mi 50 ထွား 6.73 inch ပဲရှိတယ်မှန်ခုံး display မျိုးဗျMi 70 ထွားမှာတော့ 6.9 inch ထိကိုရှိလာပြီးတော့ screen size ကတီးတိုင်းကျယ်ပြန့်ပြီးတော့ flat display ဖြစ်တဲ့အတွက်လုံးဝအားရတယ် latest and greater ဖြစ်တဲ့ Mi 70 ထွားကြီးက body size အနေထားမှာလည်းနည်းနည်းယူတီးတာပိုထူသွားတယ်။ကိုင်းရတာပိုပြီးတော့ grip ဖြစ်သွားတယ်ဗျ။ Mi 50 ထွားကတော့ကိုင်းရတာ solid ဖြစ်တဲ့ထဲမှာပါတယ်။ Mi 70 ထွားနဲ့ Mi 50 ထွားရဲ့ second ဈေးနှုန်းက10သိန်းလောက်ထိကိုကွာတယ်ဗျ။ Mi 50 ထွားဘူးစုံအလုံးတန့် parking ဖောက်ဆင့်နေထားလေးဆိုရင် RAM 256GB ကို28သိန်း5000တင်းနဲ့ပဲရောင်းချပေးပြီးတော့Mi 70 ထွား 12512GB version ကိုမှာ parking ဖောက်ဆင့်အနေထားအတက်တိုင်းတမ်းမဲ့ကောင်လေးတွေက42သိန်း5000တင်းနဲ့ပဲရောင်းချပေးပါတယ်။